အလီပေါ့နော်ဒီဇလန်လေးကတော့ကောင်မလေးတယောက်ရှိပါတယ်သူနာမည်ကတော့အလီနာလို့ခေါ်ပါတယ်အဲ့ကောင်မလေးကတော့သူကမိဘမချစ်ပြီးတော့သူ့ဖေကနောက်မိမယူပြီးတော့သူ့နဲ့သူ့အမေကိုထားခဲ့ပါအဲ့ဟာကိုသူမချစ်နဲ့လို့သူ့ဖေကိုသူကတတ်မဲဆိုပြီးတော့လက်စားချေဖို့လုပ်နေတဲ့ကောင်မလေးပဲချစ်ပါတယ်သူကပထမဆုံးကြောက်တက်မဲ့ရဲ့မှာသူကအိပ်ပါတယ်အဲ့အိမ်နဲ့သူကအေးရလေးပါလေးထားပြီးတော့ကြောက်သွားဖို့ကြည်စင်ပါတယ်သူ့ရဲ့အဖေကလည်းသူ့ရဲ့အမေကိုအခုလိုထားခဲ့ရတာဆိုတော့သူမယုံနိုင်ဘူးပေါ့နော်အဲ့လိုထားခဲ့လို့ပဲသူ့ရဲ့အမေကစိတ်တရားရပြီးတော့ဆုံးသွားပါနော်သူကလမ်းဘေးမှာရှိရတက်စီတစ်ခုကိုကားလိုက်ပြီးတော့သူကချက်ချင်းပဲသွားလိုက်လဲဆိုတော့ကျောင်းကိုသွားပါတယ်ကျောင်းကိုသွားရင်နဲ့နောက်ဆုံးမှာသူအရဲမှတက်ချင်နေတဲ့စိတ်တဲ့တို့ကျောင်းရောက်လာပါပြီဒါပေမဲ့သူ့ကိုတနက်နဲ့လိုက်ကျင်နေတဲ့လူတချို့တော့ရှိပါတယ်အဲ့ရတော့ရေတနက်ပေါ့နော်ရိုးတနက်မဟုတ်ပါဘူးအဲ့ဒါသူကကျောင်းထဲကိုဝင်သွားပါတယ်ကျောင်းဝင်ချေပဲသူကကျောင်းစာသေးပြီးတော့ကောက်လေးတစ်ယောက်နဲ့အတူထွက်လာပါတယ်အဲ့ကောက်လေးနဲ့သူထွက်လာတာကြတော့ဘာလို့ထွက်လာလဲဆိုတော့အဲ့ကောင်လေးနာမည်ကတော့ခက်လို့ခေါ်ပါတယ်ခက်ဆိုတဲ့ကောင်လေးကသူ့နောက်ပဲလိုက်နေတာပေါ့နော်ဒါပေမဲ့သူကမကြိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့ကောင်လေးကသူနဲ့ပဲခေချင်းနဲ့ဆိုပြီးတော့ခေချင်းလို့ဆိုပြီးအငဲလိုက်နေတာပါကောင်မလေးကလည်းနောက်ဆုံးမှာအလီနာကလည်းဒေါက်တာထွက်နဲ့ပဲသူ့ကိုသူနဲ့ချစ်အချစ်လက်ခံလိုက်ပါတယ်နောက်နေ့မှာလည်းသူကကြောက်သွားဖို့ကြည်စင်ပါတယ်ချစ်စဖို့ဆိုပြီးတော့သူကသူ့နဲ့ချင်းအချစ်နဲ့တကယ်အတိမကျူသွားပြီးတော့အေးကိုအငြင်းချက်ခဲ့ပါတယ်နောက်နေ့လဲအဲ့လိုပဲကြောက်ကိုသွားခဲ့မှာပဲချစ်ပါတယ်သူကလမ်းဘေးမှာရှိရဲ့တစီကိုငှားပြီးတော့ကြောင်းကိုထက်သွားခဲ့တာပေါ့နော်အဲ့လိုနဲ့သူကကြောင်းကိုသွားမှာလားဆိုတော့ကြောက်သွားတာမဟုတ်ပါဘူးသူကအေဂျင့်နေရာပဲဖြစ်ပါတယ်အေဂျင့်ကြီးကနေပြီးတော့ကျဲလာပြီးတော့သူကကြောင်းကိုကျဲသွားဖို့လုပ်နေရပါအဲ့လိုနဲ့သူကနောက်နေ့လက်ရောက်ကိုသွားဖို့လုပ်နေရပါတော့အဲ့နဲ့သူတရှိချင်းနဲ့မောင်းလာရင်းနဲ့သူကသူအရက်တက်ချင်တဲ့စိတ်တူကြောင်းကိုကျဲလက်ရောက်ရှိလာပါတယ်အဲ့ဒီချိန်မှာသူကအပေါ်ထက်သက်သွားပါတယ်ဒီချိန်မှာလည်းခက်ဆိုတဲ့ကောင်လေးကလည်းသူ့နောက်ပဲလိုက်နေပါတယ်ဒီနေ့ကတော့သူ့ရဲ့သူ့ရဲ့အိမ်ကိုလာပြီးတော့ညစာစားခိုင်းတာပါနော်ဒါပေမဲ့သူကညစာစားခိုင်းတာကိုသူကမလိုက်ချင်ပါဘူးဒါပေမဲ့ခန့်ကအငဲသူ့နောက်ပဲလိုက်နောက်ဆက်ပြီးနေတော့သူကလည်းမခံနိုင်တော့ပဲမနှက်ဖန်လည်းရောက်ရှိသွားပါတယ်အဲ့လိုနဲ့အဒီနာကလည်းသူရောက်ရှိတဲ့နေရာမှာပဲခန့်ကိုစောင့်နေလိုက်ပါတယ်စာသေးပြီးတော့သူကခန့်ကိုစောင့်နေတာပေါ့နော်ခန့်ကလည်းတော်ကြမလာပါဘူးနောက်တော့မှပဲဖုတ်ဆက်ရေးလုပ်ဖို့လိုပဲရှိသေးပါတယ်ဝါကနေလည်းပဲခန့်ကရောက်လာပါတယ်အဲ့လည်းခန့်ကလည်းသူ့အိမ်ကိုခေါ်ရမယ်ဆိုပြီးတော့ခန့်ကချမ်းတာပါတယ်သူတော့သူ့ကြည့်သားပဲချစ်ပါတယ်သူ့အဖေနဲ့မေရှိပါတယ်ပေါ့နော်အဲ့ဒီအဖေကကြတော့အဲ့ဒီဟယ်လီနာရဲ့အဖေအရင်ပါအဲ့ဟာကိုသူ့အဖေကိုရေခဲတဲ့နှိပ်ပြီးတက်လိုက်တဲ့အပိုင်းလည်းပါပါတယ်အဲ့ကြောင့်မလို့ဒီဗီလေးကို subscribe လုပ်ပြီးတော့ပါဦးနောက်ပြီးတော့ခန့်နေတဲ့နေရာလေးကလည်းလုံးဝအမိုက်စားကားကြီးလိုက်ရှိပြီးတော့သူကကားလည်းအမိုက်စားကြီးစီးတဲ့လူပဲဖြစ်ပါတယ်အဲ့လိုနဲ့သူကအိတ်ထဲဝင်မယ်ဆိုပြီးဆက်စုတာပေါ့အလီနာကနေပြီးတော့သူကလည်းအခန်းထဲကိုဝင်မယ်ဆိုပြီးဝင်လိုက်ပါတယ်အဲ့မှာလောကြနေရကိုလောဖွေလိုက်ပါတယ်ဖွေလိုက်ချင်းမှာပဲသူ့အဖေနဲ့အမေကိုသူကနှုတ်ဆက်မယ်ဆိုအဖေနဲ့မေခေါ်လိုက်ပါတယ်အဖေနဲ့မေကလည်းကောင်မလေးကလည်းတော်တော်နွိကြိုလေးပဲရှိပါတယ်ကြည်ရတာအလီနာဖေကိုသူကကတ်ပြီးတော့ပတ်ဆက်ကြောင်ကတ်တာလို့ထင်ပါတယ်အဲ့လိုနဲ့သူတို့ကမိတ်ဆက်ပါတယ်ဒါပေမဲ့အလီနာကနေပြီးတော့သူ့ဖေကိုညင်းနဲ့ဒေါရထွက်ပြီးတော့ကျမဒီနေ့ထမင်းမစားတော့ဘူးဆိုပြီးတော့ရေးကြေးကြောပြီးတော့သူကသူ့အလီနာသူ့ရဲ့အိမ်ကနီးလေးမလို့လက်လျှောက်သွားရင်းနဲ့ပဲသူ့အိမ်ရှိကိုကြောက်လာပါတယ်သူ့အိမ်ရှိမှာလည်းသူကဘာလုပ်ဖို့လဲဆိုတော့သူ့ဖေကိုတတ်ဖို့ကြံနေရပဲဖြစ်ပါတယ်သမီးဆိုမဟုတ်ပါဘူးအမေအတွက်လက်စားချေပေးဖို့လုပ်နေရဲ့အလီနာကတော့လုံးဝကိုတနာစရာလည်းကောက်တယ်လို့ကြောက်စရာလည်းကောင်းနေပေါ့နော်သူမနဲ့လည်းရောက်သူ့ဖေကိုဒီတစေကားကြီးနဲ့တက်ခတ်ပြီးတော့သူ့ရဲ့ကောက်လေးကိုကြတော့ဒီတစေကားကြီးကိုကောက်ယူလိုက်ပြီးတော့တက်လိုက်ပါတယ်အဲ့လိုတော့သူဘာမှမဟုတ်တယ်လို့နဲ့ပဲအိတ်ချက်ခဲ့ပါတယ်ပေါ့နော်အိတ်ချက်ကသူဒီအိမ်ကိုမှမနေချင်တော့ဆိုပြီးဒီအိမ်ကြီးကိုရောင်းလိုက်ပြီးတော့သူကပန်းရောက်အိမ်ကြီးကိုဝယ်လိုက်ပါတယ်မကြပါဘူးသူကြားလာတော့ဆရာဝန်ဖြစ်သွားပါတယ်ပေါ့နော်ဒီအိမ်ကြီးကိုဝယ်ကန်စားပဲနောက်နှစ်နေ့မှာသူကကောက်လေးတစ်ယောက်လည်းရသွားပြီးတော့ဆရာမတစ်ယောက်လည်းဖြစ်သွားပါပြီ
အဲ့လိုနဲ့သူတို့နှစ်ယောက်ကစကားပြောနေပါတယ်ရုတ်တရက်ရဲတယောက်ကသူ့ကိုဖမ်းလိုက်ပါတယ်ဖမ်းနေပဲအဲ့ဒီအလီနာကထောင်တက်ရောက်သွားပါတယ်အဲ့ဒါနဲ့အလီနာကလည်းသူ့ဖေနဲ့သူ့ရဲ့ကောင်းလေးခန့်ကိုလည်းတက်ခဲ့လို့ဆိုပြီးတော့အနည်း20လောက်နေလဲရပါတယ်အဲ့လိုနဲ့သူမနေချင်းတော့ဆိုပြီးတော့တိုက်ပေါ်နဲ့ခုတ်ချရင်နဲ့သေဆုံးခဲ့ပါတယ်အထောင်ကနေပြီးတော့ဗောနော်ခုတ်ချရင်နဲ့သူကဒီဘေးနာရေကမှာသေဝပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုချက်နေတိုင်းတော့ like ကလည်းပြီးတော့ပေါ့ရှင့် bye bye